လူတော့မတိုးဘူးလူကြောက်တယ်လူရှိထွက်ရမှာကြောက်တယ်လူတွေနဲ့စကားပြောရမှာကြောက်တယ်တယောက်တည်းဆိုလို့ရှိရင်အဆင်ပြေရဆိုမဲ့လူတွေအများကြီးကြားရောက်သွားတဲ့အခါဒါမှမဟုတ်ပွဲလန်းသပင်ကြားထဲကိုရောက်သွားတဲ့အခါလူကွယ်ရမှာနေတတ်တယ်ဒါမှမဟုတ်ရောက်သွားတတ်တယ်ဆိုတော့အိုတခု introvert တွေကြောင့်ကျွန်တော်ဒီနေ့မှာပြောတော့မှာဖြစ်ပါတယ် Hello guys know you vlog ပါကျွန်တော်ဒီနေ့မှာတော့ထူးထူးခြားခြားနဲ့တိတ်ကိုထူးချွန်ပြီးတော့လူတွေကိုကြောက်တက်တယ်ဆိုတဲ့အိုတခု introvert တွေအကြောင်းကိုပြောတော့မှာဖြစ်ပါတယ်အိုတခု introvert တွေအကြောင်းဆိုတော့သူတို့ society ကြားမှာဘယ်လိုနေအဆင်ပြေမယ် public တော့ဘယ်လိုအဆင်ပြေမလဲဒါမှမဟုတ်ကိုယ့်အတွက်ဘယ်လိုအဆင်ပြေမလဲဆိုတဲ့အကြောင်းကို experience တစ်ခုနဲ့ပြောတော့မှာဖြစ်တယ်ပေါ့နော် experience ဆိုတာကိုယ်တိုင်ကြုံခဲ့ရပြီးတော့ကိုယ်တိုင်အဲ့လိုမျိုး experience လုပ်ခဲ့တဲ့ဟာတွေပေါ့ကျွန်တော်ကိုယ်တိုင်ကတော့ auto တစ်ခုလို့မခံယူပါဘူးဒါပေမဲ့ introvert တယောက်အနေနဲ့ပြောတော့မှာဖြစ်ပါတယ်ဆိုတော့စလိုက်ကြအောင် auto ခုနဲ့ introvert နဲ့ auto ခုကတကယ်တော့ auto ခုဖြစ်လို့ introvert ဖြစ်တာလည်းမဟုတ်သလိုintrovert ဖြစ်လို့ auto ခုဖြစ်တာလည်းမဟုတ်ဒါပေမဲ့အဲ့နှစ်ယောက်သွားစုံတဲ့အခါကျတော့နည်းနည်းလေး short ရှိသွားဆိုတော့ကျွန်တော် introvert တွေအကြောင်းရင်းပြော introvert တွေကလူတွေအများကြီးကြားထဲမှာမနေနိုင်ဘူးလှဲတန်းလိုနေရာမျိုးတွေအဲ့လို crowded ဖြစ်တဲ့နေရာမျိုးတွေပွဲတန်းသပင်ဖြစ်တဲ့နေရာမျိုးတွေ maybe နီးစပ်ဆုံးကျွန်တော်တို့ချမ်းမှာတာမွေတချမ်းလိုနေရာမျိုးတွေမှာအဲ့လိုဆောင်းရမ်းပင်ပန်းနေခန်းစားတယ်လူအများကြီးနဲ့နေရအထက်ဆက်လို့ရှိရင်အိမ်မှာတယောက်တည်းတက်တောင်းတက်တာနဲ့နေရတာမျိုးပို့ပြီးတော့ favor ဖြစ်တဲ့လူမျိုးတွေပြီးတော့ဟိုလိုမျိုးလေအဲ့လိုအားလာပါတလာပါစကားတွေဟဲတငယ်ချင်းနင်ကလှလာလိုက်တာနင်ကချစ်စရာလေးဆိုတဲ့စကားမျိုးတွေချက်ဒီ conservation တွေကိုပို့ပြီးပြောရကြိုက်တဲ့သူတွေဆိုတာမျိုးကို introvert လို့ခေါ်ရပါတော့ဆိုတော့ကျွန်တော်ဒီညမှာဒီဖက်တာလူအတိတ်ဖက်ဖွင့်တာလူသွားရဆိုလို့ရှိရင်တစ်ချက်ဝင်ပြောသွားပြီပေါ့ဆိုတော့နောက်တစ်ခုက O တစ်ခုကလေဒီနိုင်ငံမှာလူတွေတော်တော်များများတည်ထားကြတာ enemy ကြီးလို့ရှိရင် O တစ်ခုလို့အလိုလိုသတ်မှတ်လိုက်တာပေါ့ဒီလားဒါပေမဲ့ O တစ်ခုကကြတော့ enemy ကြီးမှာ O တစ်ခုဖြစ်တာမဟုတ် manga ဖက်လဲ O တစ်ခုဖြစ်တယ်လို့ gaming ဖက်လဲ gaming ဖက်တာ game ဆော့လဲ O တစ်ခုဖြစ်တယ်ကွာထားပါတော့ game နဲ့ဆော့ပြီးဒီ gaming warrior မှာနေတဲ့လူတွေပေါ့ထားပါတော့ကွာမြန်စီတယ်မြင်တော့ပြောရလို့ရှင်ဒီ skin ကြီးကဆောင်းရ height တာဘာညာဆိုရင်အပြင်လူတွေတော့ကြတော့ဘာမှမဟုတ်လေဆိုတော့အဲ့လိုလူတွေလဲ O တစ်ခုလို့ခေါ်တယ်ဆိုတော့အဲ့လိုမျိုး introvert နဲ့အဲ့လိုမျိုး O တစ်ခုနှစ်ခုပေါင်းသွားတဲ့အချိန်ကျတော့နည်းနည်းလေးစပြီးတော့တိုင်ပတ်လာတယ်လူတွေကကွာကြောင်လို့စထင်လာတယ်ဒီကောင်ကစကားနေတယ်စကားပြောရင်လဲတောင်ရောက်မြောက်ရောက်နေဘယ်ခေါ်လဲမလိုက်ဘူးဒီကောင်တကောင်နဲ့ပဲဇလန်းကြည့်နေတယ်ဒီကောင်တကောင်နဲ့ပဲနေနေရဆိုပြီးတော့တဖြည်းဖြည်းနဲ့လူတွေကခွာလာတယ်ဆိုတော့ဒါကတော်တော်များများဇလန်းနေတယ်မှလည်းမြင်မှုလို့အပြင် real life မှာလည်းကြုံမှုပြီးသားကိစ္စရယ်ဆိုတော့အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာပြောစရာနှစ်ခုရှိရယ် solution နှစ်ခုရှိရယ်ပေါ့လေဆိုတော့အားပြောခင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီး support ပေးဖို့ request လုပ်ပါတယ်ပထမတစ်ခုကbe yourself ကွာတိလားအဲ့တခုကနည်းနည်းတော့အနေများတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကလွယ်လို့ရှိရင်ဘသူ့မှာစောက်ယူမဆိုင်ခိုင်းတဲ့ပုံစံထားပါတော့ကွာမင်းကြောင်းမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ် enemy ကြီးရမှလား enemy ကြီးလို့ရှိရင်မင်းကိုဝေါ်ခါရရဖြစ်မင်းတငင်ချင်းနေရဖြစ်ဖြစ်ဟာဟေ့အောင်မင်းဂျပန်ကာတွန်းကြီးညာလားဟေ့အောင်မင်းဒီအသက်ရွယ်ကြီးနဲ့မင်းအသက်ကြီးနဲ့မင်းဂျပန်ကာတွန်းကြီးညာလားလို့လာပြောခဲ့တည်ရှိတော့အေးဟုတ်တယ်ငါကြီးနေရလို့ပဲပြောလိုက် that's it အဲ့ချိန်မှာခင်ဗျာမဟုတ်ဘူးရောက် enemy ဆိုတာဂျပန်ကာတွန်းမဟုတ်ဘူးရောက်ကာတွန်းကပိုင်ဖြစ်တယ်ရောက်ညာဖြစ်တယ်ရောက်ဆိုမင်းသွားညင်းလို့ရှိရင်မင်းသွားညင်းနေသေးရမင်းတို့လိုက်ပြီးတော့နှောက်ရက်နေမှာအသေးကြပဲဆိုတော့ပြောချင်တာလက်ခံနိုင်ဆိုတာenemy တစ်ခုကဘလောက်ပဲကောင်းဘလောက်ပဲ legendary ဖြစ်ဘလောက်ပဲကနဝင်ဆန်မြင်လို့သူပဲချစ်တာကွာကျွန်တော်ပြောချင်တာသိတာမကြိုက်တဲ့သူကမကြိုက်ကျွန်တော်တို့ထားတော့ K drama တို့ K pop တို့ K theater တို့မကြိုက်တဲ့သူကြီးရှိသလိုမျိုးပဲအဲ့လိုမျိုး worldwide level မကြိုက်တဲ့သူကြီးရှိသလိုမျိုးပဲ enemy ဆိုတာနဲ့မကြိုက်တဲ့သူတွေကလည်းရှိနေရမလို့ဘာဖြစ်ဖြစ် accept လုပ်လိုက်ပြီးတော့ကျွန်တော်တို့ဇလန်းကြီးရယ်ဆိုတာမျိုးကသူများကြိုက်ဖို့ကြည်နေရမဟုတ်ဘူးကွာသိလားကိုကြိုက်လို့ကိုကြည်နေဆိုတော့ဘသူကဘာပဲပြောကွာ skip it and just go with it ဘာလို့လဲဆိုတော့သူတို့ပြောလိုက်တာနဲ့ငါဟျောင်းကြီးသူတို့ပြောတကယ်ပဲဘောင်းမဝင်တော့ဘူးလားသူတို့ပြောသလိုငါတကယ်ပဲတငယ်ပြန်နေရလားသူတို့ပြောလို့ဒါမှမဟုတ်လူချိုင်းနေလို့မရဘူးလားဆိုတော့အဲ့လို useless thought တွေမတွေးနဲ့ကွာကိုကြိုက်တဲ့ကိုလောက်တာဘသူမှဒုက္ခပေးတာမဟုတ်လား right ဆိုတော့ကွာကျွန်တော်တို့ဇလန်းနေတယ်မှာပြထားတဲ့အတိုင်း O တခု introvert တွေ
otaku extrovert တွေပဲဖြစ်ဖြစ်သူတို့ပုံစံတွေကအရန်ကိုနီးဖြစ်တယ်ခံစားရတယ်မြင်တော်ပြောလို့ရှိရင်ဇက်ကောင်တွေကိုအရန် obsessive ဖြစ်တာမျိုး obsessive ဖြစ်တယ်ခေါ်လာအရန်ကြိုက်လွန်အားကြီးသွားတာမျိုးအရင်အိမ်မှာ sticker ပြူရိုက်ထားတဲ့ပုံစံမျိုးတွေကိုဝတ်တာမျိုး fashion မကြတာမျိုးတွေကွာပြောလို့အဲ့လိုပုံစံမျိုးတွေကို otaku ပုံစံတော်တော်များများဝတ်မြင်ရတယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့ကအားနဲ့ပတ်သက်ပြီးတော့ဆက်ဝတ်မှာလားဒါမှမဟုတ်ခင်ဗျားတို့က society နဲ့ထိတွေ့လာပြီခင်ဗျားတို့ကလုပ်ငန်းတွေလုပ်ရပြီဆိုလို့ရှိရင်ပုံစံကိုပြင်မှာလားအပေါ်ကပြောထားတဲ့ be yourself ဆိုတဲ့ပုံစံအရာဆိုလို့ရှိရင်တော့ခင်ဗျားတို့ကအိတ်တိုင်းဆက်နေသွားလို့ရှာတယ်ပြောလို့ရှိရင်ကွာထားရတော့လူတယောက်ကတနခါဘေးချားနေလုံးဝစုကြည်ချိုင်းပြဲနေ play ကပစိုးကြီးနေ Junction City ရဲ့ဝင်လာပဲဖြစ်ဖြစ် Junction Square ရဲ့ဝင်လာပဲဖြစ်ဖြစ်အဲ့လူတယောက်ကိုအခြားလူတယောက်ကမြင်လို့ရှိရင်မင်းဘယ်နည်းကြာကြာမှတ်မိမယ်လို့မင်းထင်တယ်တရက်တလတစ်နှစ်10နှစ် no bro မှတ်မိဘူးသူတို့ရဲ့ခေါင်းထဲမှာသူတို့အကြောင်းအလွင်ကျန်တဲ့အများကြီးတွေးနေကြတာမဟုတ်ဘူးကွာကျွန်တော်ပြောချင်တာသိတယ်တော့ပြောချင်တာကနေရဲတယ်ဆိုလို့ရှိရင်တော့နေရင်တော့နေလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးအရေးကြီး meeting တက်တဲ့ခါမျိုးတွေformal meeting တွေတက်တဲ့ခါမျိုးတွေဆိုလို့ရှိရင်တော့ formal clothing တွေဝယ်လိုက်တာကတော့အများကြီးပိုအဆင်ပြေရပါဘာလို့လဲဆိုတော့မင်းကဘာကောင်မှမဟုတ်ဘူးကွာဘာကောင်မှမဟုတ်ဘူးကွာဆိုတော့လူတော်တော်များများကအနည်းနဲ့အများတော့ main character syndrome ဝင်ကြတယ် main character syndrome ဆိုတာလေငါ့ကိုသူတို့ကဘလို့များမြင်နေမလဲငါရဲ့ပုံစံကကြည်ကောင်းရဲ့လားထူးဆန်းနေလားဒါမျိုးတွေက enemy dialogue တွေမှာလည်းမြင်ရတယ်လို့ခင်ဗျားတို့တွေလည်းကိုယ်တိုင်လည်းမြင်မှုမှာပဲပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒါက otaku introvert တွေကိုယ်တိုင်ကလည်းဖြစ်တဲ့ကြလို့တကယ်တော့ဗျာကျွန်တော်တို့ခင်ဗျားရဲ့အကြောင်းဘယ်သူမှတော့စိတ်ဝင်စားရတော့မဟုတ်အဲ့တော့ main character syndrome ဝင်မဲ့နဲ့ကိုကကိုတက်တောင့်တက်တာအဆင်ပြေသလိုနေအဓိကတော့ကိုအတွက်ကိုကြည့်ပြီးကိုအတွက်တက်တောင့်တက်တာဖြစ်တဲ့ website ပဲဝစ်တာတော့ပိုကောင်းတာပေါ့လေတကယ်လို့ okay သူတို့ကမင်းကိုပြောရကွာမင်းကိုပြောဟဲ့အောင်အဲ့ကောင်ဝေထားတဲ့ဝက်စားကြီးဆောင်းရထူးဆန်းနေအောင်အဲ့ကောင်ဝေထားတဲ့ပုံစံကြီးစောင်းရင်းကြီးကိုတော်ကြတယ်ဆောင်းရင်းကိုဘုတ်တယ်လို့ပြောလို့ရှိရင်ဒီကောင်နေဘယ်လောက်ပြောနိုင်မှာလဲကျွန်တော်ပြောချင်တာသိတယ်ဘယ်လောက်ပြောနိုင်မှာစောင်းပြောသလိုပဲတစ်ပတ်တစ်လတစ်နှစ်ဒါမှမဟုတ်10နှစ်လားဟဲ့လူတယောက်ကလူတယောက်ရဲ့အကြောင်း10နှစ်လုံးမပြောနိုင်ဘူးကျွန်တော်ပြောချင်တာသိလားပထဝီရှားရဲ့ကိစ္စကိုအခုပြီးသွားပြီဘယ်သူမှမပြောတော့ကျွန်တော်ပြောချင်တာသိတယ်လူတယောက်ကသူတို့ကိုယ်တိုင်သူတို့ကိုသူတို့ယူဆရမယ့်ဟာရှိသလိုသူတို့ကိုသူတို့ဘာဖြစ်သူတို့ glow up ဖြစ်ရမယ့်ဟာတွေရှိတယ်သူတို့ career ကိုထူးဆန်းရမယ့်ဟာတွေရှိတယ်သူတို့ချစ်တဲ့သူတွေအတွက်ချိန်ပေးရမှာရှိရကွာဆိုတော့အားရနဲ့ပတ်သက်ပြီးတော့သူတို့ကိုသူတို့အောင်ဆိုင်နေဖြစ်တဲ့အတွက်လူတယောက်ကောင်းသည်ဆိုသည်ဘာဝတ်ထားတဲ့ဘာပုံစံကြီးဖြစ်နေဆိုတဲ့ဟာမျိုးကြီးသူတို့ခေါင်းထဲမှာအချိန်ပြည့်မရှိနိုင်တကယ်လို့သူတို့ကမင်းကိုအဲ့ဒီဝတ်ထားလို့တစ်ချိန်လုံးအဲ့ဒီပဲပြောနေရဆိုလို့ရှိရင်တကယ်လို့ပေါ့နော်တကယ်လို့တစ်နှစ်တစ်နှစ်10နှစ်လောက်ပြောခဲ့သည်ရှိတော့သူတို့ကိုယ်တိုင်မှာအဲ့လိုမျိုးကိုယ်တိုင် glow up ဖြစ်ရှင်တဲ့ခိုးတွေကိုယ်တိုင်အချိန်ပေးရမယ့် career တွေမရှိရမျိုးတွေဒါမှမဟုတ်နောက်ဆုံးတော့ကိုယ့်ကိုမချစ်တဲ့သူရှိရမျိုးတွေလေမရှိရမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့ဘဝမှာအဲ့လိုလူမျိုးတွေတွေ့နေမင်းကို fly ဆဲနေမင်းကို personal တက်တွေစောင်းရင်းလှုပ်နေမင်းကိုပဲလုံးဝမင်းပြောတဲ့စိတ်ဝင်စားအောင်မင်းရှင်းပြတယ်နားမလဲဘူးမင်းကိုပဲလုံးဝ personal တက်တွေပဲလုံးနေတဲ့လူတယောက်ကိုမြင်ခဲ့လို့ရှင်အဲ့လူတယောက်ကိုဖတ်ပြီးတော့နှစ်သိမ့်ပေးတယ်ပါဘာလို့လဲဆိုတော့သူတို့ရဲ့ဘဝမှာတခါမှအချစ်မခံရဘူးလို့ဖြစ်နိုင်ပါလိမ့်မယ်ဆိုတော့ဒီနေ့ပြောတော့နည်းနည်းများသွားပြီဆိုတော့ကျွန်တော်ပတ်2ခွဲလိုက်ပါเนาะဒီနေ့ကတော့အဓိကတော့ physical appearance နဲ့ပတ်သက်ပြီးပြောသွားတယ်ဒီ otaku anime otaku ဖြစ် otaku introvert တယောက်ကိုလူတွေကဘယ်လိုမြင်လဲဘယ်လိုမျိုးပုံစံမျိုးရှိတဲ့နေဆိုတဲ့ဟာမျိုးတွေကတော့ဆောင်းကကျွန်တော်ပြောသလိုနေတဲ့ရင်တော့နေရင်လည်းနေဘာလို့လဲဆိုတော့ကိုယ်စံနဲ့ကိုယ်ဝယ်ထားရဘယ်သူမှလာပြီးဝယ်ပေးနေရမဟုတ်ဘူးဘယ်သူမှလာပြီးစင်ပေးနေရလည်းမဟုတ်ဒါပေမဲ့ကိုကအရေးကြီးမိတင်နေတက်ရပြီကိုက director level နဲ့တွေ့ရပြီကိုကC level နဲ့တွေ့ရပြီဆိုလို့ရှိရင်တော့ကိုရဲ့နေဝန်ထိုင်ပုံကအနည်းငယ်တော့ပြင်မှုလို့ပါเนาะတောင်းမှကိုလူမာဝစ်ဆိုတဲ့အတိုင်းသူနေရာနဲ့သူတန်နေဆိုရဲအဝတ်စားရရှိရကွာဆိုတော့အဲ့လိုကိုကအဲ့လိုနေထားရောက်သွားပြီဆိုလို့ရှိရင်ငါ anime အင်ကြီးပဲဝတ်သွားဟိုကားကအင်ကြီးပဲဝတ်သွားမယ်ဆိုတာမျိုးကြီးကလို့မရဘူးပေါ့ဆိုတော့နောက်ဗီဒီယိုမှာဒါကတော့ပတ်1အနေနဲ့ဖြစ်သွားလိမ့်မယ်နောက်ဗီဒီယိုမှာတော့ဒီ shine boy တွေ shine gay တွေ otaku တွေ introvert တွေရဲ့အဲ့လိုလူများကိုစကားမပြောရဲတဲ့စကားဆက်မပြောရဲတဲ့သူတွေအတွက်
easy tips လေး sharing လုပ်ပြီးတော့မှဖြစ်တာမလို့ခင်ဗျားတို့စိတ်ဝင်စားရဆိုလို့ရှိရင် like and subscribe လုပ်ပြီးတော့စောင့်နေလို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်